ကျွန်တော်ကတော့မင်းသားလို့ခေါ်ရဲခင်တဲ့ဆီဘဟုကော်မတီဝင်တယောက်ဖြစ်တယ်စီယုံချုပ်ရဲ့ညွှန်ကြားမှုချုပ်အနေနဲ့တာဝန်ယူထားတာဖြစ်တယ်နောက်တစ်ခုကတော့ဒီ CDM ဌာနပေါ့နော်ခင်တဲ့ CDM department ဆိုတာရှိတယ်အဲ့ဒီဌာနမှာကကျွန်တော်ကဌာနမှူးတယောက်အနေနဲ့တာဝန်ယူထားတာဖြစ်ပါတယ်ပေါ့ဟုတ်ကဲ့ကျွန်တော်ကဒီ CDM ဌာနရဲ့ဒုဌာနမှူးတယောက်တာဝန်ယူထားရပါတယ်ကျွန်တော်နာမည်ကစောဂျက်ကော့လို့ခေါ်ပါတယ်ဒီတော့မှဒီတက်ကိုပြန်ပြခုံဝင်လာကြတာပေါ့နော်ဆိုတော့အဓိကတက်ပြန်ရေးစီမံချက်မှာဒီများတို့ကကျွန်တော်ပြည်သူနဲ့အတူရက်တူလို့ဆိုပြီးတော့မှရောက်လာကြတာဖြစ်တယ်အဲ့တော့ရောက်လာတာကိုကျွန်တော်တို့ကအားလုံးကိုမျိုးထွေးကြိုဆိုတယ်နော်အားလုံးကြိုဆိုတယ်အားလုံးလည်းဖိတ်ခေါ်တယ်နော်ကိုမျိုးပြပြရမယ်နောက်တစ်ခုကခင်ဗျားတို့ရဲ့ဒီဘယ်လိုပြောမလဲအသက်ရှင်လျက်နဲ့ပေါ့နော်မိသားစုပြန်စုံစည်းနိုင်တဲ့အခွင့်အလမ်းတွေကိုကျွန်တော်တတ်နိုင်တယ်လို့ချိတ်ဆက်ကြိုးစားပေးပါမယ်ကိုအဲ့လိုမျိုးရောပြောတယ်အဲ့လိုမျိုးပြစ်တပ်လိုက်တာအားကတော့တက်ပြတာမဟုတ်ဘူး။ချောင်းတွေပါဖြတ်ပြီးတော့ပြန်ကြတယ်။ဟုတ်လား။အော်ဘယ်မှာလို့ပြောရလား။အဲ့လိုမျိုးပြောတာဟော။ညနေတော့မသိဘူး။ဒီနောက်စင်းမှာကြာရေးတော့ပြနိုင်တယ်။ဒီ CDI ရဲ့နေဖို့ထိုင်ဖို့လှုပ်ရှားမှုကတနေ့တာလှုပ်ရှားမှုပြောပြရမယ်ဆိုရင်တော့မနေ့စီကံကျင်းချုပ်လေးရှိတာပေါ့စီကံဆိုပေမဲ့လည်းစီကံတော့သူတို့ချုပ်ချယ်တာမျိုးလည်းမဟုတ်ဒါပေမဲ့ဒီအတိုင်းပဲတတ်ဆိုတာသူအများနေရဲဆိုတော့စီကံနည်းနည်းပါတော့ရှိရမှာပဲလေနော်အဲကြောင့်မို့မနေ့6နာရီထားပြီးသမင်းစားပြီး9နာရီကနေ10နာရီတရက်ကိုအလုပ်တနာရီလောက်လုပ်ဖြစ်တယ်အလုပ်တယ်ဆိုတာဒီတိုင်းပဲစိုက်ခင်းတို့ဒီကူလေးကြီးခန်းနေပါအဲ့လိုပါပြီးတော့နေခင်းကကြောင့်တို့သမင်းစားချင်းစားတို့ပဲသွားတယ်အလျှော့လေလို့ရတယ်ဒီစီလူလက်ထားပြီးရတော့ညပဲရောက်တော့သူဘောလုံးကန်လာဖြစ်ဘောလုံးကန်လေဘောလုံးဒီစီလူလက်ဘောလုံးကန်လေချင်းလုံးခါလူကခဘောလုံးကန်လူကဘောဆောလူဆောအဲ့လိုပြီးတော့ကျွန်တော်တို့တခါတလေစစ်ရှောင်းမှာဖြစ်ပွဲတို့ဘာလို့ရှိရင်စစ်ရှောင်းကမိဘညီကိုဆရာသမားလည်းသူဖိတ်ခေါ်ကြတယ်သူကြည်ဖြူနေထွေးဖိတ်ခေါ်ကြတယ်ဟုတ်ဥမာဖျားပွဲတို့အခုဒီလခရစ်စမတ်ပွဲလိုမျိုးပေါ့ခရစ်စမတ်ပွဲလည်းဖိတ်ခေါ်ကြတယ်ဘာသာကိုကိုရဲဘာသာတော့အစုံရှိမှတယ်နော်ဟုတ်ရှင်ဘောရဘာသာရှိတယ်ဟုတ်ပြီးတော့ဘယ်ဘာသာရှိတယ်လဲဟိန္ဒူမွတ်စလင်ဘက်မှာရှိဒီမှာရှိမွတ်စလင်တရားရှိတယ်โอเคမွတ်စလင်တရားရှိတယ်ပြီးတော့အဲ့ဒါပဲခရစ်ယာန်ဟိုနိချင်းခရစ်ယာန်ဘာလိုမျိုးလဲလာဟုလိုမျိုးနိချင်းခရစ်ယာန်ရှိတယ်ချင်းလိုမျိုးရှိတယ်ပြီးတော့ဘာလိုမျိုးရှိတယ်လဲပမာဘယ်နေရာရှိလဲပမာဘယ်နေရာရှိလဲပမာလက်ထောက်ရှိရပမာများတယ်โอเคပမာများတယ်ပြဿနာမရှိဘူးโอเคကောင်းတယ်အဲ့ဆိုရင်လာဟုတရားရှိတယ်ချင်း2ယောက်တယ်နော်တယောက်ချင်းဦးလေးပဲလည်းမျိုးပမာအော်မဟုတ်ဦးလေးကရန်လာလို့ကျန်တဲ့သူကကောင်းစုံနိုင်ဦးလေးဒီမှာရောက်တော့ဘယ်လောက်ကြာလဲကျင်လာတစ်နှစ်ကြာတော့တစ်နှစ်ကြာပြောရမလားပြောပါပြောဒီနှစ်ပို့ပြောရမလားဒီနှစ်ပို့ပြောတော့ဘာဖြစ်လဲခါမလို့မကြုံဘူးလေဟုတ်လားချင်းဆိုရတယ်ဆိုရဟုတ်လားကဲစင်းကြီးတွေထွက်ရတယ်ဟုတ်ကဲ့ဘတ်တယ်မှာတော့အမြင်ထွက်ရမှာတခါပါအဲ့လိုကြုံဘူးမကြုံဘူးအစ်ဒါတွေအားလုံးအစ်နော်အစ်ဖွဲ့လေကျွန်တော်တို့ ਨੇ အခုလိုမျိုးဆုံပြီးတော့လေချင်းတွေသူဆိုကြတယ်အဲ့လိုမျိုးဟိုတော့ကလေမထွက်လာခင်တော့အဲ့လိုတွေ့ရလိမ့်မယ်လို့မျှော်လင့်ထားတာပေါ့နေတာဘူးဘယ်လိုမျှော်လဲမထွက်လာခင်တော့ပြောရဲအဲ့လိုမျိုးလေတွေးကြုံမရှိဘူးဟုတ်ကဲ့တွေးကြုံရဒါမျိုးလေဒီလိုပြောဖို့လေကောင်းမယ်လို့မထင်တာမထင်တာပုံမှာတော့အခုကြတော့ပြောဖို့ကောင်းအခုတော့ပြောဖို့ကောင်းလာဟုတ်ကလေးပါကျွမ်းကျင်ဝါရင်ကျွမ်းကျင်တယ်ဟုတ်လားမနေ့ကခင်ဗျားလိုက်မစော်လို့တင်ဟိုမှာဟိုကျမျက်လုံးပြက်သွားမစနာလားမဆော်လာကြာဆွဲလို့ပြည့်တယ်ကျွန်တော်ဟုတ်လားဟုတ်ပြီခင်ဗျားခရစ်စမတ်တချင်းပြန်ကြတော့ဘယ်လိုခံစားရလဲခံစားရတော့ကူပြောရတော့အပြင်မှာစဉ်းစားမလုပ်ရခဲ့ရဘူးဆိုတော့ဒီထဲမှာရောက်ပြန်လုပ်ခဲ့ရတော့ကူပြောတော့ဟုတ်ကဲ့
ဟုတ်ပြီ one and one တာတယ်ကျန်တော့ ဟုတ်လားဟိုမှာကြံခဲ့ကိုတငယ်ချင်းတွေဘာပြောချင်လဲ သူတို့တော့ပြန်ခေါ်ရှင်လဲပြန်ထုတ်ခိုင်းရှင်သူတို့ကကြောက်စိတ်ရှိလို့သူတို့ကမထွက်ရဲဘူးပေါ့ဒီပါလေဒုက္ခရမယ်ကြောက်လို့သူတို့ ထွက်ရှင်ကြတာပေါ့အဲ့လိုလား ထွက်ရှင်တဲ့လူအများကြီးပဲရှိတယ် ဘာတွေပြရတယ် ပြပေးတာဆိုဒီမိသားစုနဲ့ပတ်သက်ပြီးဒုက္ခရောက်မှလေကြောင်းချင်းချောမှု သူတို့ကချင်းချောက်လာ မင်းတို့ထွက်သွားမင်းတို့မားပြူမင်းတို့ပြင်းပြင်းမင်းတို့မိသားစု ဒီ ဒု ပါ က္ လေ ခရောက် ထောင်နဲ့ဖမ်းထဲမယ်အဲ့လိုသူတို့ကချင်းချောက်လာရှိ ကျွန်တော်တို့တင်တန်းကျောင်းရောက်ပါပြီဆိုကြရမှာ projector ကြီးနဲ့ပြင်မှုပေါင်းလုံးပြတာသေတန်လေးကြီးပဲအဲ့လိုမျိုးချင်းချောက်လာ ဟုတ်ကဲ့သွားလာဟုတ်ကဲ့ဖွဲ့စည်းတဲ့ပြန်ပေါင်းလဲလည်းဘင်းဖြတ်မှာတက်မှာချင်းထားလို့လည်းနုဆုံတဲ့အထဲမှာထောင်းတယ် ငါဆုံးတဲ့ထောင်း ချင်းချောက်လာရှိ အခုတော့ထောင်းခံရလူရှိလား မရှိပါဘူးဗျာ ရှိတော့ အဲ့လိုပြောပါလေနဲ့ယူသွားတာပြန်ပြီးတဲ့အခါမှာနှစ်ယောက်လုံးတက်လိုက်တာ သူတို့ကတမ်းပလိုက်တာ သူတို့ကတက် อ๋อ တရားအဲ့စကင်းတော့ပြန်ပြီးပြီးတော့သူတို့တက်လိုက်တာနောက်လူတွေမပြေးအောင်အဲ့လို 哦，过路过打不来哦。 တက်လိုက် သူကလည်းကန်ကောင်းတယ်နော် ကံအများကြီးကောင်းတယ် ကံများကောင်းတယ် တယောက်ကတော့တနမ်းမပါတော့ထောင်းနေပဲထည့်လိုက်နှစ်ယောက်ကကြတက်လိုက်တာ ဟုတ်ကဲ့ဟုတ်ကဲ့ ကိုတရကကျွန်တော်တို့ရဲပေါ်နဲ့တွေ့တော့ပြေးပြီးတော့ဖက်တယ်ဆိုဟုတ်လား ဟုတ်လားဟုတ်ပြီ ဟုတ်လားဟောဒီခဏပလိုက်ဆို ဟမ် ခဏနာတည်ရတယ်ဝမ်းနာရောဆရာ သူကမိသားစုရှိတယ် ဟုတ် နော် လားဘူး မိသားစုရှိတယ်ပတ်သက်ဘယ်လိုရောက်တာလဲသူကရှင်ပြောကြည့်ပါဦး ဆွဲထည့်ရလိ ဆက်ထဲတာ ဘဝမှာဘောကီတီဗီတစ်ခါမရောက်ဘူး ဒီလျှောက်တာလားအော် လိုက်ဖို့ခိုင်းတာလေဝါဒနာပါလာမီတော့ဝါဒနာမပေါ့စိတ်ပါလာဆောင်ပေါ့ စိုက်ပွဲတော့ကြုံဘူးလား ကြုံကြတော့ ကြားတော့ကြားတယ်လား ကြောက် ကြာ ကြောက် တော့ကြာ ဘယ်လိုခံစားရလဲအဲ့ချိန် လူရှေးတန်းရောက်လာတော့ကျွန်တော်တို့ခံစားချက်ကတော့သေတော့မှာပဲအော်ဒါပဲဒီဖို့ပဲဒီနေ့ဖုန်းဆက်ရတာပဲတွေ့ရသေတော့ကိုသေလူလိုပဲတွေ့ထားတယ်လူလိုပဲတွေ့တယ်သူကဒီကဘောတစ်လားလောက်ပဲသေတော့မှာတိုက်ပွဲမဖြစ်တဲ့နေရာမှာတစ်လားလောက်ပဲထားတာဗျတစ်လားလောက်ပဲနောက်ဘက်ဆင်ရောက်လာတဲ့ချိန်မှာစောင့်နောက်ဘက်ဆင်ရောက်လာရင်ကျွန်တော်တို့လက်ရှိနေတဲ့နေရာကို6မိုင်6မိုင်ဘက်ဆင်9ကိုစားထုတ်ပြီးကျွန်တော်တို့တကယ်တိုက်ပွဲဖြစ်နေတဲ့ဖေကုံတို့မိုးပြဲတို့ဘက်ကိုကျွန်တော်တို့ပို့တော့မှာလို့ရှိမှပို့ဖို့တော့လည်းဟိုဖြစ်နေပြီမပို့သေးတာရက်မပို့သေးရပြီးကြမရှိသေးရပဲရှိတယ် ဟုတ်ကဲ့ကန်ကောင်းတော့ပေါ့ကျွန်တော်လည်းတွေ့ရနော်ကျွန်တော်လည်းကန်ကောင်းပါလေခင်ဗျားတို့နဲ့ဆိုနော်ရေးစဲပေါ့ ခု နော် ကမှနေရင်တော့မိသားစုနဲ့ပြန်ပြီးပို့ကတော့မစင်သားတော့ ဟုတ်ကဲ့ အဲဒါဆိုအိမ်ကိုဖုံးဆက်တိုင်းလည်းပြောပြတယ်ငါတီတွင်းနှခမ်းပေါ်မှာရောက်နေပြီအချိန်မျိုးပြုတ်ကြနိုင်ဒီလိုနဲ့လည်းပြန်တွေ့ဖို့မဖြစ်နိုင်တော့ဘူးအမေတွေလည်းဒီလိုပြောခဲ့အဲ့မဲ့ဒီဘက်ရောက်တော့အများကြီးဝမ်းသာခုမိသားစုနဲ့ပြန်တွေ့ဖို့လာပိုင်းမင်းပုံမှန်နှစ်တည်းအများကြီးနေတင်နဲ့တည်သွားနိုင်ဒီမှာတော့မတည်တော့ဆိုတော့တည်တယ် ဟုတ် တယ်နော်နည်းနည်းဖက်တာလေးရှော့ပေါ့နော်ကျွန်တော်ရဲပေါ်ကအကြမ်းခံဘူး ဝမ်းသာလို့ ဟုတ်လား ဝမ်းသာလို့ လကားစားနော် ဟုတ်သူတို့လည်းဝင်လာတယ် သူတို့လည်းနည်းနည်းကြည့်ပါပဲသူတို့လည်းအဲ့ဒီဆိုသူတို့လည်းဖတ်ပါတယ် သူတို့လည်းဖက်သူတို့လည်းဖက်ကိုလည်း ဖတ်လာတော့ပုံများတော့ ကျွန်တော်တို့ဒီဇင်ဘာတလထဲပဲပေါ့နော်ကျွန်တော်တို့စီကိုဒီပဲပြောင်းလာတဲ့ဥစုတွေကအယောက်20တောင်ကျော်သွားလာပြီပေါ့နော်ဒါဒီဇင်ဘာတလထဲပဲနော်ပြီးခဲ့တဲ့ရှင်းနေ့တွေမှာကြံတဲ့အုပ်စုလေးတစုကြံသေးတယ်အဲ့ဒီတုန်းကဒီတတ်တာအဟောင်းနေပေါ့နော်ခုနောက်ပိုင်းတော့ပတ်စတွေများတာပေါ့နော်ပြည်သူစစ်အနေနဲ့အတင်းအဓမ္မစုဟိုတတ်ထဲခေါ်ဝင်တဲ့အုပ်စုတွေကများတယ်ဆိုတော့ဘလို့ဖြစ်ကျွန်တော်တို့နဲ့အတူအခုကအားလုံးပေါင်းဒီ
စည်ရင်ဝင်နေတာကတော့အယောက်40ကျော်တာပေါ့လေနော်အဲ့လောက်ရှိနေသေးတယ်ပေါ့ကျွန်တော်တို့ဌာနမှာကဆိုတော့ဒီကတော့ကျွန်တော်စီရောက်ပြီလို့ပြောရင်တို့ရဲ့လုံခြုံရေးကိုကျွန်တော်အာမခံတယ်ပေါ့နော်လုံခြုံရေးအာမခံပေးတယ်သူတို့ဖြစ်မြေပြင်တိုက်ခိုက်တာတွေကျွန်တော်တို့မလို့အဲ့မခေါ်ဘူးပေါ့နော်ခေါ်လည်းမခေါ်ဘူးပေါ့နော်သူတို့စိတ်ဆန္ဒမပါဘဲနဲ့ရှေ့တန်းတွေပြန်ခေါ်တာမျိုးတွေဒီတကယ်danger zone ပြန်ခေါ်တာမျိုးကျွန်တော်တို့တစ်ခါမှမလုပ်ဘူးပေါ့နော်အဲ့တော့သူတို့ဆန္ဒပါမယ်ဆိုမှတန်ရင်ကျွန်တော်တို့တတ်မှတ်တဲ့စောင့်ကြည့်ကာလပေါ့နော်အဲ့ဒီကာလတစ်ခုကျွန်တော်တို့တတ်မှတ်တယ်အဲ့ဒီကာလတစ်ခုမှာသူတို့နဲ့ကျွန်တော်တို့ယုံကြည်မှုတွေအပြန်အလှန်တည်ဆောက်ကြတယ်ယဉ်ကျေးမှုတွေတည်ဆောက်ကြတယ်ပေါ့နော်အဲ့လိုနဲ့ပဲအဲ့ဒီကာလတစ်ခုကျော်လာပြီလို့ပြောရင်ကဲတတ်ထဲရဲ့ဘေဌာနကိုသွားခြင်းလေပေါ့နော်ဘေတာဝန်ထမ်းဆောင်ခြင်းလေဘေဌာနမှမသွားခြင်းဘေတာဝန်မှမထမ်းဆောင်ခြင်းဘူးဆိုရင်တော့အကုန်လုံးဒီဌာနမှာပဲအေးစစ်စစ်နေလို့ရတယ်ဘယ်ရှိတန်းကမှသွားဆရာလည်းမလို့တိုက်ဘယ်တိုက်ပို့လည်းသွားဆရာမလို့ပေါ့နော်အဲ့ဒါလေးရှိပါတယ်ပေါ့ဆိုတော့ပြောချင်တာကတော့မြေပြင်လုံခြုံရေးတော့ကျွန်တော်ရာနှုန်းပြည့်တောင်းယူပေးတယ်စားဖို့တောက်ဖို့ကျွန်တော်တောင်းယူပေးတယ်ဥပမာဆိုအခုစားရောက်ပြီလို့ပြောတာနဲ့သူတို့ဝတ်ဖို့နေဖို့စားဖို့တောက်ဖို့အကုန်လုံးကျွန်တော်တောင်းယူပေးတယ်ပေါ့လေနော်ဆိုတော့ပြောချင်တာကဟိုဘက်တော့ကြားခဲ့တယ်လို့မျိုးပေါ့နော်စီရန်လုတ်ပြီလို့ပြောရင်ဒီဘက်ကတုံ့လှန်အားစုတွေကပတ်မယ်ဖြတ်မယ်ခုနပြောကြလေနေစုံတဲ့ထောင်းမယ်လို့ပါကျွန်တော်တို့တခါမှလည်းမလုပ်ဘူးပါဘူးပေါ့နော်တချို့ကျွန်တော်တို့ဒီကင်တွယ်တဲ့နောက်ပိုင်းမှာဆိုပို့ပြီးတော့မှသူတို့တွေကိုကျွန်တော်တို့ဟိုဘယ်လိုပြောမလဲဂယုဆိုင်မှုပေးတယ် love and care ပေါ့နော်သူတို့လိုချင်တာချစ်ချင်းမေတ္တာနဲ့ဂယုဆိုင်မှုလေနော်ကျွန်တော်တို့လည်းပေးနိုင်တာအဲ့ဒါပဲပေါ့နော်တခြားတော့အများကြီးကိုကျွန်တော်မပေးနိုင်ဘူးတော်လည်းပဲဂယုဆိုင်မှုနဲ့ချစ်ချင်းမေတ္တာတော့သူတို့တွေအပေါ်မှာကျွန်တော်အပြည့်ဝပေးတယ်ခင်တဲ့ရဲ့ပေါ်နဲ့ဒန်းသူကျွန်တော်ထားတယ်တခြားသောတော်လည်းရင်အားစုနဲ့ဒန်းသူကျွန်တော်ထားတယ်ပေါ့နော်အဲကြောင့်မလို့ကြံနေသေးတဲ့အုပ်စုတွေကိုလည်းကျွန်တော်ဖိတ်ခေါ်ခြင်းပါတယ်ပေါ့နော်ကျွန်တော်တို့ခင်တဲ့စီဒီအန်ဌာနပဲပြောပေါ့နော်ဒီဘက်ပြောင်းစီမံချက်အစီအစဉ်နဲ့ကျွန်တော်တို့စီကိုရောက်လာတဲ့ဘယ်သူကိုမဆိုကျွန်တော်ကြိုဆိုပါတယ်လာခြင်းတယ်လို့ပြောရင်တော့နေမျိုးနဲ့ကြိုးစားကြပါပေါ့နော်ကျွန်တော်တို့ဘက်ကတော့အသက်ဆုံးပြီးတော့မှသွားပြီးတကယ်ရှေ့တန်းစစ်မြေပြင်အထိကိုဆွန့်စားပြီးတော့ကဲထုတ်တဲ့အစီအစဉ်ကျွန်တော်လုပ်နေတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့စီရောက်တဲ့ခါမှာလည်းလူခွင့်နဲ့ညီအသက်နိုင်ဆုံးခင်ဗျားတို့မိသားစုတွေကိုအသက်ရှင်လေးနဲ့ပြန်ဆုံနိုင်မဲ့အခွင့်အလမ်းတွေကိုကျွန်တော်ဖန်တီးပေးပါတယ်ပေါ့နော်အဲ့တော့အခုဆိုလို့ရှိရင်လည်းမိသားစုနဲ့ပြန်ဆုံနေလို့ဆုံနေတချို့တော့တော်လင်းအားစုနဲ့ချိတ်ဆက်လုပ်ပြီးတော့ပြန်နားတယ်လို့နားကြတယ်ပေါ့နော်ချိုးကြတော့လည်းဒီမှာတော်လင်းသူဆက်လုပ်ခြင်းသေးတယ်ဆိုတော့ကျွန်တော်နဲ့သူဆက်နေကြတာလည်းရှိတယ်ပေါ့နော်ပြောချင်တာကတော့ကျွန်တော်တို့ဘက်ကကြူပြီးတော့မှကျွန်တော်တို့ဘက်ကစပြီးတော့ဖောင်းတာမျိုးတွေကျွန်တော်တို့ဘာမှလုပ်ဖို့အစီအစဉ်မရှိဘူးပေါ့နော်အားလုံးလူတွေကြူဆိုတယ်ဖိတ်ခေါ်တယ်ဝင်လာခဲ့ပါကျွန်တော်တို့ကတော့ခင်ဗျားတို့ဝင်လာမယ့်နေ့တွေကိုစောင့်မျှော်နေလိမ့်ပါပေါ့ခင်ဗျားတို့ဝင်လာဖို့အခက်အခဲရှိတယ်လို့ပြောရင်တော့မှအသက်ဆုံးပြီးတော့ကဲထုံးမဲ့အစီအစဉ်ကိုကျွန်တော်တို့လုပ်ပါမယ်ဆိုတော့လည်းဂတိပေးပါတယ်ပေါ့နော်အဲ့တော့ရုံရုံကြည်ကြည်နဲ့လာကြဖို့အားလုံးဖိတ်ခေါ်ပါတယ်ကျွန်တော်တို့ ਨੇ အများဆုံးပူပေါင်းခြင်းအပြင်ဒီတော်လိုင်းခီးကိုအများဆုံးငါတို့ရောက်ဖို့ပေါ့နော်ဒီတော်လိုင်းရေးကိုအများဆုံးအဆုံးသတ်ဖို့ခင်ဗျားတို့အားလုံးပူပေါင်းဆောင်ရွက်မှုဟာအရေးကြီးတယ်ဆိုတာလည်းပြောလိုပါတယ်ပေါ့နော်ကျွန်တော်တို့ဒီစီရန်ဌာနမှာရှိနေတယ်ပေါ့နော်ဒီစစ်ကောင်စီဘက်ကပေါ့နော်ကျွန်တော်ဘက်ကိုဘက်ပြောင်းလာကြတဲ့ဒီညီကိုတွေအားလုံးဖြစ်ပါတယ်ပေါ့နော်ဆိုတော့တချို့ကဒီဟိုအရင်ကတည်းကရဲဘော်အဟောင်းတွေဖြစ်တယ်တချို့ကျတော့လည်းပါစာပေါ့ပြည်သူစီနောက်ပိုင်းမှာပေါ့နော်ပြည်သူစီအနေနဲ့ပြန်ပြီးတော့ဖမ်းဆီးခံရတဲ့အုပ်စုတွေအားလုံးဒီမှာလာဆုံကြတာဖြစ်တယ်လွတ်မြောက်နေနေတယ်ရောက်တာပြီးကျွန်တော်တို့ ਨੇ အတူတူလွတ်မြောက်နေတယ်ပေါ့အခုဆိုတော့လွတ်လပ်တယ်ဆိုတဲ့စိတ်ခံစားမှုတွေကိုခင်ဗျားတို့ခံစားရမယ်လို့ထင်တယ်လीနော်ဆိုတော့ခရစ်စမတ်အချိန်ခါတမယာနဲ့ကိုက်ညီတာလည်းဖြစ်တဲ့ပူးတာလည်းဖြစ်တဲ့အတွက်ကြောင့်မလို့ခရစ်စမတ်ရဲ့ပျော်ရွှင်ခြင်းဝမ်းမြောက်ခြင်းနဲ့အားလုံးရဲ့နှလုံးသားထဲမှာကြင်ရောက်နိုင်ပါစေပြီးတော့ကျွန်တော်တို့ရဲ့ဒီတခြင်းလေးနှစ်ပုတ်ဆိုပြမှာဖြစ်ပါတယ်ပေါ့နော်တခြင်းလေးကြည်တယ်မိဘပြည်သူတွေအားလုံးလည်းခရစ်စမတ်ရဲ့ပျော်ရွှင်ခြင်းဝမ်းမြောက်ခြင်းအနှစ်သာရကိုထပ်ဆင့်မျှဝေခံစားနိုင်ကြပါစေလို့ဆန္ဒပြုဆုတောင်းပေးပါတယ်ဆောင်းလေးတွေရှူဆိုင်လို့တွေးရှင်မဝေးရောက်ခဲ့စိတ်တဲ့ညမောင်ရဲ့လေမှာသူဆန်တဲ့ဒီဖြစ်လေရှိခဲ့သူဝါရဲ့နေတဲ့ဆောင်းရလေးနဲ့သူဝေးရောက်ခဲ့Malo, hallelujah, hallelujah, every day Buddha says, hallelujah, hallelujah.
tu la rimana tu la rimana tu lo pura Hallelujah Hallelujah la rimana tu lo pura Very nice, Mama Diana, she would make a happy. Move it on my now, piano, so yeah, don't you good bad? That could all stay out of it. Me, everyone, don't you good bad? So that shall them need on your baba. Okay ရတော့မယ်ကျေးဇူးများတင်တယ်အားလုံးကျေးဇူးများဟုတ်ကဲ့ဟိုစီဒီအန်လုပ်တယ်ဆိုတာပေါ့နော်ဟိုစီဒီအန်လုပ်တာပဲဖြစ်အခုပဲကျွန်တော်တို့ဘယ်လိုခေါ်မလဲအလင်းဝင်တာပေါ့လေနော်ကျွန်တော်ဖက်ကိုအလင်းဝင်လာတယ်ဘယ်လိုပဲဖြစ်ပါဒါဟာဘယ်သူနဲ့ချိတ်ဆက်ဆောင်ရလဲဆိုတော့အဓိကပြည်သူလူထုရဲ့ဆန္ဒနဲ့အညီပေါ့နော်ပြည်သူလူထုကိုလာပြီးတော့ပူးပေါင်းဆောင်ရွက်တဲ့သဘောတက်ရောက်ပါတယ်ဒီတိုက်ပွဲဟာနော်ကျွန်တော်အာနာရှင်နဲ့လူထုတရက်လုံးနဲ့တိုက်တဲ့တိုက်ပွဲဖြစ်တဲ့အတွက်ကြောင့်မလို့လူထုဘက်ကိုခင်ဗျားတို့ရက်တည်ဖို့လိုပါတယ်ခင်ဗျားတို့တတ်ထဲစောင့်ဝင်ကြဲကခင်ဗျားတို့စိတ်ဆန္ဒအလျောက်ဝင်တယ်ဆိုတာခက်ရှာရှာမှာအထူးသဖြင့်ပြည်သူ့စီမှုထံဥပဒေအနေနဲ့ပေါ့နော်အဖမ်းခံရပြီးတော့အကြောင်းမျိုးကြောင့်တတ်ထဲရောက်သွားတဲ့အခုကျွန်တော်တို့စီရောက်လာတဲ့အုပ်စုအားလုံးဟာသူတို့ရဲ့စိတ်ဆန္ဒအလျောက်တတ်ထဲဝင်ကြတာမဟုတ်ဘူးနော်အဲကြောင့်မလို့ခင်ဗျားတို့ကကျွန်တော်တို့ရန်သူမဟုတ်ဘူးခင်ဗျားတို့လည်းကျွန်တော်တို့တိုက်ချင်ဘူးနော်ရှေ့တန်းမှာကျွန်တော်တို့ရဲဘော်တွေကလေဒီနောက်ပိုင်းမှာဝင်လာတဲ့ရဲဘော်အများစုဒီကိုပြည်သူအချင်းချင်းဖြစ်တယ်ဆိုတဲ့စိတ်ကလေးနဲ့ဖြစ်နိုင်ဘယ်တိုက်ပွဲမှကျွန်တော်မဖော်ချင်ဘူးเนาะခင်ဗျားတို့တတ်ရဖြတ်တယ်ကျွန်တော်မလုပ်ချင်ဘူးဆိုတော့တိုက်ပွဲတွေမှာတွက်ကြည့်လိုက်ငငယ်လေးအသက်ငငယ်လေးတွေနဲ့เนาะဟိုចောင်းနေရမယ့်အရွယ်ကလေးတွေဖြစ်တယ်ကိုပြည်သူတွေဖြစ်တယ်ကြည့်လိုက်ရင်မေးလိုက်ရင်အကုန်လုံးကဒီကျွန်တော်တို့ဒီမတရားသဖြင့်ပေါ့နော်တတ်ထဲရောက်ကြတယ်ဆိုတာတွေကခင်ဗျားတို့ကကျွန်တော်ရန်သူအစ်စ်တွေမဟုတ်ဘူးเนาะအဲကြောင့်မလို့ဖြစ်နိုင်မယ်ဆိုလို့ရှိရင်အကြောင်းမျိုးကြောင့်မျိုးရှာပြီးတော့မှကျွန်တော်ရုံထွက်နိုင်ဖို့ကြိုးစားကြပါကျွန်တော်တို့လည်းအတတ်နဲ့ဆုံးခင်ဗျားတို့ခေါ်ထုတ်ဖို့ကိစ္စလုပ်ပါမယ်အဲ့တော့အခုဒီဇင်ဘာတလအတွင်းမှာပဲကျွန်တော်ခင်တည်းတဌာနတွေကိုပဲเนาะခင်တည်းအထဲဝင်လာတာပဲရှိသေးတယ်အဲ့ဒါအယောက်20တောင်ကျော်နေပြီဆိုတော့ဟိုအများအပြားဝင်လာတယ်လို့ပြောလို့ရပါတယ်ပေါ့တချို့လည်းလက်နဲ့လေးပါလာကြတယ်တချို့လည်းမပါလာဘူးအကြောင်းမျိုးကြောင့်မပါနိုင်ဆိုထားလိုက်တော့เนาะဒါပေမဲ့အတတ်နိုင်ဆုံးလက်နဲ့လေးပါလာအောင်လုပ်ဖို့လည်းကျွန်တော်တို့အနေနဲ့ကတော့တိုက်တွန်းနေပါတယ်ပေါ့လေเนาะဒါပေမဲ့မပါရင်လည်းကျွန်တော်တို့က welcome ပါပေါ့เนาะအတတ်နိုင်ဆုံးကျွန်တော်တို့ခင်ဗျားတို့နဲ့ခင်ဗျားတို့ရဲ့ပူပေါင်းဆောင်ရွက်မှုတွေကိုကျွန်တော်တို့အတတ်နိုင်ဆုံးဟို welcome ဖြစ်ပါတယ်เนาะကြိုဆိုတယ်ဘာလို့လဲဆိုပြည်သူနဲ့ပူပေါင်းတာဖြစ်တဲ့ကြောင့်ပြည်သူကလည်းချစ်ပါတယ်ဒီရောက်ပြီလို့ဆိုပြည်သူတည်းမှချမ်းထားအောင်တချို့ဆိုဟင်းတနက်လေးလာကျွေးတယ်သမင်းတနက်လေးလာကျွေးတယ်ပေါ့နော်တချို့ဆိုဟိုသူတို့မင်္ဂလာဆောင်ပွဲလေးဆိုလာဖိတ်တယ်တချို့ဆိုတနေ့ရမှာပေါ့နော်ကျွန်တော်တို့ကို DC နဲ့ဌာနဆိုပြီးတော့ဘယ်တော့မှပြစ်မထားဘူးနော်သူဆိုအမှုပညာတွေလာပြီး sharing လုပ်ကြတယ်ဂီတာတီးလာတင်တယ်တချင်းဆိုလာတင်ကြတယ်ပေါ့နော်ဆိုတော့တိတ်ပျော်စရာကောင်းတဲ့ဟိုလွတ်လပ်တဲ့နေပြည်တစ်ခုကိုခင်ဗျားတို့ဟိုကိုကျွန်တော်တို့ကကြိုးစုတယ်ပေါ့နော်အဲ့ဒီကျွန်တော်တို့လွတ်လပ်တယ်ဒီနေ့မှာလောလောဆယ်ဘာလို့ကျွန်တော်တို့လွတ်လပ်တယ်ဒီထက်မကပိုလွတ်လပ်အောင်မယ်လို့လည်းမျှော်လင့်တယ်အဲကြောင့်မလို့ကျွန်တော်တို့စီရောက်လာပြီးတော့ခင်ဗျားတို့ပူပြီးချက်သေးတာတို့ပူပြီးတော့ဖြစ်တာမျိုးဘယ်တော့မှမဖြစ်စေရအောင်ဂရုပေးတယ်ကျွန်တော်တို့နဲ့အများဆုံးလာပူပေါင်းကြပါလို့ဖိတ်ခေါ်ပါတယ်ပေါ့ဟုတ်ကျေးဇူးတင်ပါတယ်